များတို့ရဲ့ဘဝမှာဒေါ်နန်းမမေကြီးလိုအမျိုးသမီးတစ်ယောက်များရှိခဲ့ဘူးလေမလားဒါမှမဟုတ်တစုံတစ်ယောက်ကဘဝမှာဒေါ်နန်းမမေကြီးများဖြစ်ခဲ့ဘူးလေမလားလေးငါနှစ်သားအရွယ်ကလေးဘဝကချမ်းအန်ဂျယ်ကြီးရဲ့ထောင်းတစ်ခုမှာမတော်တဆရှာတွေ့ခဲ့တဲ့တရွက်6တွေမြေဆွေးတွေတပိုင်းတစ်စပုံလှမ်းနေတဲ့ဘုံတီးနေတဲ့အစွန်းပစ်ခံအဝါရောင်ဝဝွန်ရုပ်အကျိုးပဲလေးပါပဲဒါပါပဲကျွန်တော်အခုဆက်ပြောမယ့်အကြောင်းအရာစာညွှန်းရဲလို့မဟုတ်ပဲဇီးကွက်ချောင်းပေါ်မှာခံစားရတဲ့ကျွန်တော်အမြင်တက်ကိုပြောပြတာမလို့ဇီးကွက်ချောင်းကိုမဖတ်ရသေးတဲ့လူတွေအနေနဲ့ဇလန်းကိုအပြည့်အဝခံစားခြင်းနဲ့ဆိုရင်တော့ဓမ္မရင်ဆက်နားမထောင်ပဲကြော်သွားရလို့ရပါတယ်ပြောမယ်လားပြောရတာပါဖြောင်းချက်ဆိုတဲ့စာအုပ်ကပထမဆုံးစာမျက်နှာမှာတကယ်ဒီစာအုပ်ကဇသိန်းကိုကျွန်တော်တို့အားလုံးရိပ်မိနေကြပြီမဟုတ်လားကျွန်တော်ဒီစာအုပ်ကိုပြန်ဖတ်မိတဲ့အခါတိုင်းຫນွေဦးမုံတိုင်းဆိုတဲ့ခေါင်းစဉ်ရောက်တာနဲ့စမ်းဖတ်ဖြစ်ပဲရက်လိုက်မိတာများပါတယ်ကျွန်တော်တစ်ချိန်ကအကူဆိုတဲ့လူကိုအတ္တအကြီးလုံးနဲ့လို့ထင်ခဲ့ဥပါတယ်ကိုကလည်းချစ်ပြီးကိုကိုလည်းချစ်တဲ့လူတစ်ယောက်ကိုမိမိရဲ့အတ္တတစ်ခုရဲ့အတွက်နဲ့ဆုံးရှုံးခံခဲ့ရတဲ့ဇဝင်ကန်းကိုကျွန်တော်ဘလို့မှမနှိမ့်မြို့ခဲ့မိတာအမှန်ပါတောင်းမှန်ပါတယ်ဆိုတဲ့စကားတစ်ခုပြောဖို့တောင်မှတိတ်ကိုဝင်လေးနေတဲ့အကူကိုကျွန်တော်လုံးလုံးနားမလည်နိုင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်နောက်ဆုံးတစ်ခေါက်ဇီးကွက်ချောင်းကိုပြန်ဖတ်မိတဲ့အချိန်မှာတော့ကျွန်တော်ရင်ထဲကအဆိုင်ခဲအားလုံးပြတ်ကွယ်သွားပါတော့တယ်ကျွန်တော်အကူဆိုတဲ့လူကိုလည်းမှားတယ်မထင်တော့သလိုဒေါ်နန်းမမေကြီးရဲ့လောက်ရက်ကလည်းအကျွမ်းမဲ့မှန်တယ်လို့မခံစားရတော့ပါဘူးအဲ့ဒီစားတစ်ဖက်ကလှုပ်ပြီးနေတဲ့အကောင်းဆုံးဆိုတဲ့အရာတွေကတခါတလေမှလက်ခံရသူအတွက်စိတ်ပင်ပန်းစရာတွေဖြစ်ကောင်းဖြစ်နေနိုင်မှာလားဆိုတဲ့အတွေ့ပဲကျွန်တော်မှရှိပါတော့တယ်ဘလို့ဆက်ဆံရေးမျိုးမှာဖြစ်ဖြစ်ချစ်လို့ကောင်းစေချင်လို့ဆိုတဲ့စကားလုံးအောင်မှာတစ်ဖက်သူကိုမိမိရဲ့တကူရေးဆန္ဒတွေရည်မှန်းချက်တွေအတွက်မိမိစိတ်တိုင်းကြပြုမှုနေထိုင်မှုဖိအားပေးရှင်သန်ခိုင်းနေခြင်းကိုအချစ်လို့နာမည်တက်ခေါ်မလားဆိုတော့ကျွန်တော်သိချင်ပါသေးတယ်ကျွန်တော်ငယ်ငယ်ကအရင်မသိအောင်ငါးလေးတစ်ကောင်ခူးဝဲပြီးရှည်တန်မှုလေးတွေမှာထက်ကျွန်တော်စားသမျှပောက်ကရတွေအကုန်ထည့်ကျွေးခဲ့ပူပါတယ်အရင်တီးသွားချိန်မှာတော့အဲ့ဒီငါးလေးအသက်မရှိတော့ပါဘူးအရင်ကျွန်တော်အဲ့လိုလုပ်လို့စူပူကြေးမောင်းနေတဲ့အချိန်မှာကျွန်တော်အသက်ကြောင့်အများကြီးမသိသေးပေမဲ့ကျွန်တော်သူ့အတွက်အကောင်းဆုံးလုပ်ပေးခဲ့တယ်ဆိုတာကတော့ကျွန်တော်ဒီနေ့တိုင်မှတ်မိနေပါသေးတယ်